အားလုံးပဲမင်္ဂလာပါခင်ဗျာဒေါ်လာ16တန်းကျော်မြန်မာငွေသိန်းပေါင်းတောင်းချီပေးဝယ်ထားတဲ့မင်းသမီးစမိုင်းရဲ့နန်းတော်ကြီးအခုတော့အသိမ်းခံရတော့မယ့်အခြေအနေစိုက်နေပါဘာကြောင့်လဲလဆင်ကြီးမပေးနိုင်တော့လို့လားဒါမှမဟုတ်အခုတလောခစ်စားနေတဲ့ကြားဖြန့်လုပ်ငန်းတွေအဖမ်းခံရတာနဲ့ရောဘာတွေဆက်ဆက်နေပါဒီနေ့ဒီဗီဒီယိုမှာစမိုင်းရဲ့အိမ်အကြောင်းအချက်လက်တိတိကျကျနဲ့ရှင်းပြပေးသွားမှာမို့အဆုံးထိကြည့်ပေးကြပါအောင်ခင်ဗျာ2022ခုနှစ်ကမှဝယ်ထားတဲ့ဒီစံအိမ်ကြီးမှာ8ခန်း10ခန်းရေချိုးခန်း12ခန်းရှိပါတယ်အခု Zillow ဆိုတဲ့ website မှာ pre-foreclosure ဆိုတဲ့ခေါင်းစဉ်အောက်ရောက်သွားပါပြီ pre-foreclosure ဆိုတာပါလွယ်ပြောရရင်တော့အိမ်လာကဒါမှမဟုတ်အိမ်ခွန်တွေကိုတတ်မှတ်ရက်အတွင်းမပေးနိုင်ဘဏ်ကနေသိမ်းဖို့အဆင်သင့်ဖြစ်နေတာကိုပြောတာပါဒါကို Smile ရဲ့အိမ်ကိုတစ်နှစ်ထိန်းသိမ်းမှုအတွက်ကုန်ကျစရိတ်ဘယ်လောက်ရှိပါသလဲမြေခွန်အနေနဲ့တစ်နှစ်ကိုဒေါ်လာ2သန်းကျော်အစိုးရကိုပေးချေရပါဒါအိမ်ဘိုးအကြီးဝယ်သွားပြီးရင်တော့မှနှစ်တိုင်းအစိုးရကိုပေးချေနေရတဲ့ပမာဏပါနောက်ထပ်အာမခံကြီးရှိပါသေးတယ်တစ်နှစ်ကိုဒေါ်လာ8000ကျော်ပေးရပါတယ်စုစုပေါင်းမီးကားရေကားမပါသေးပဲတစ်လကိုဒေါ်လာ3သိန်းဝယ်မြန်မာငွေ3500ဝန်းကျင်အခုတော့အဲ့ဒီငွေကိုမပေးနိုင်တာ4-5လလောက်ရှိနေပြီလို့သိရပါတယ်ဒီနေရာမှာလူတွေသတိထားမိတာတခုရှိပါတယ်အိမ်လားကမပေးနိုင်တော့တဲ့အချိန်နဲ့အာရှတလွှားမှာကြားဖြန့်ခေါ် online ငွေလိမ်ဂိုင်းတွေကိုကြီးကျယ်နှိမ်နှင်းနေတဲ့အချိန်ဟာတိုက်ဆိုင်နေတာပါပရိသတ်တွေဝေဖန်နေကြတာကတော့ Smile တို့ထက်အများကြီးချမ်းသာတဲ့ဘန်ပိုင်ရှင်တထီးကြီးတွေတောင်မှအမေရိကမှာဒေါ်လာ9သန်းတန်အိမ်လောက်နဲ့ပဲတူတူတိတ်တိတ်နေကြတာပါဒါဆို Smile တို့ကဘယ်ရတဲ့ဝင်ငွေနဲ့ဒီလောက်ကြီးရဲ့အိမ်ကြီးကိုနှိမ့်ထားတာသူတို့ရဲ့ငွေဝင်လမ်းကြောင်းတွေကကြားဖြန့်တွေနဲ့ဆက်နေသလားဆိုတာလေလူတွေကမြေခွန်းထုတ်လာကြပါတယ်ကြားဖြန့်တွေအဖမ်းခံရတော့ထောက်ပံ့မှုတွေပြတ်တောက်ပြီးဘန်ဒိုးတွေမပေးနိုင်တော့တဲ့အခြေအနေဖြစ်လာတာလားဆိုတာစဉ်းစားစရာပါမြန်မာပြည်ကအခြေခံလူတန်းစားတွေတသက်လုံးလောက်ကင်စားတောင်းရင်တော့မရနိုင်တဲ့ငွေပမာဏကိုသူတို့ကဘလို့နည်းနဲ့ရခဲ့တာအခုလိုအင်ကြီးအသိမ်းခံရတော့မယ့်အခြေအနေကတကယ်ပဲစီးပွားရေးပြက်ကတ်ကြောက်လားဒါမှမဟုတ်မဖြောင့်မတ်တဲ့ငွေလမ်းကြောင်းတွေပိတ်သွားလို့လားပြည်သက်ကြီးရောဘလို့ထင်ပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားကြပါဦး